အခုလက်ရှိထိုင်းနိုင်ငံမှာအရန်နာမည်ကြီးနေတဲ့ရှရှာခံရတဲ့သတင်းလေးပြောပြပေးမယ်ခရီးသွားလုပ်ငန်းလုပ်တဲ့ရှရှာကိုတော့တစ်တော်ကလူတော်များများသိကြမှာပါဘလို့ဖြစ်တာလဲဆိုတော့ရှရှာရဲ့အခင်ဆုံးတငယ်ချင်းအမျိုးသမီးကပြန်တာဒီပုံထဲကအမျိုးသမီးရဲ့နာမည်ကနှောင်းလို့ခေါ်တယ်သူကရှရှာရဲ့အခင်ဆုံးတငယ်ချင်းပေါင်းလာတာကလည်း10နှစ်ကျော်ပြီဒီနှောင်းဆိုတဲ့အမျိုးသမီးကစက်ရုံမှာအလုပ်လုပ်တာသူ့မှာအိမ်အောင်ရှိတယ်ဒါပေမဲ့နှောင်းကသူနဲ့သူစက်ရုံမှာအလုပ်လုပ်နေတဲ့ဒီပုံထဲကအမျိုးသားနဲ့ပြန်နေပြောရမယ်ဆိုလို့ရှိရင်သူ့လင်ငယ်ပေါ့နော်သူ့နာမည်ကပိုင်လို့ခေါ်တယ်ရှရှာကခရီးသွားလုပ်ငန်းလုပ်တဲ့အပြင်ဖုန်းတွေလည်းရောင်းတယ်ရှရှာကနှောင်းပတ်စံနေချီးထားတယ်နှောင်းရှရှာကိုပေးရမယ့်ပတ်စံတွေကများတယ်အဲ့ဒါကိုနှောင်းကပြန်မဆက်ချင်ဘူးပြီးတော့ရှရှာရဲ့ဖုန်းတွေကိုသူ့စက်ရုံမှာယူပြီးအကျွေးနဲ့ရောင်းပေးထားတာတွေလည်းရှိတယ်အဲ့ဒါတွေလည်းရှရှာပြန်မရသေးဘူးနှောင်းကသူ့လင်ငယ်နဲ့ပေါင်းပြီးရှရှာကိုကြံတာရှရှာခံရမယ့်နေ့ကနှောင်းကရှရှာကိုဖုန်းဆက်လာတယ်ရှရှာငါတို့ဖုန်းဘိုးတွေတကောက်ကြမယ်နင်းထွက်လာခဲ့စရင်စာအုပ်လည်းယူခဲ့အောင်တော့မမေ့ခဲ့နဲ့နင်းဟိုတခါကလည်းစရင်စာအုပ်မေ့ခဲ့တယ်ဆိုပြီးနှောင်းကရှရှာကိုပြောတယ်အဲ့ဒီမှာတော့မှလူမဘလောက်သူများပြက်စီမှတ်လဲဆိုတော့ဖုန်းထဲကနေရှရှာဖုန်းနောက်ထပ်နှလုံးယူမဲ့သူရှိသေးတယ်ဘတ်ကောင်ကျော်တန်ဖုန်းနှလုံးယူခဲ့ဆိုပြီးပြောခဲ့တယ်ရှရှာအဲ့ဖုန်းနှလုံးယူသွားလားမယူသွားလားတော့တေချာမသိရဘူးစရင်စာအုပ်နဲ့ပတ်စံနေတော့ရှရှာအိတ်ထဲထည့်ပြီးယူသွားခဲ့တယ်ရှရှာဆိုင်ကယ်နဲ့သွားတာရှရှာရဲ့ဆိုင်ကယ်ရှေ့မှာနှောင်းရဲ့ဆိုင်ကယ်နှောင်းကအရှိကနေမောင်းနေနှောင်းရဲ့ဆိုင်ကယ်နောက်ကနေရှရှာလိုက်တယ်ရှရှာရဲ့ဆိုင်ကယ်နဲ့နည်းနည်းအလံဝေးတဲ့နေရာကနေနှောင်းရဲ့လင်ငယ်ရဲ့ဆိုင်ကယ်ကရှရှာမသိအောင်ပါလာတယ်တော်တော်လေးကိုလူပြတ်တဲ့နေရာရောက်တော့ရှရှာကိုနှောင်းနဲ့သူ့လင်ငယ်ပိုင်နဲ့ကကြတယ်အဲ့နေရာကဘလို့နေရာလဲလမ်းမရဲ့ဘေးမှာခြုံကြီးကြီးတွေရှိတယ်ရေမြောင်းတွေလည်းရှိတယ်ခြုံကဘလောက်ကြီးလဲဆိုလို့ရှိရင်လူတရက်စာကြော်တယ်အဲ့နေရာမှာရှရှာကိုသူ့လင်ငယ်ကအချက်ပေါင်းများစွာပြီးတော့ရှရှာကိုအဲ့ခြုံထဲမှာခဲလိုက်တယ်နှောင်းကရှရှာနဲ့ဖုံးပြောထားတဲ့တက်တေတွေရှိတဲ့ဖုံးနဲ့စရင်စာအုပ်ကိုအဓိကယူပြီးလိုက်တယ်အဲ့ဒီစရင်စာအုပ်ထဲမှာနှောင်းရှရှာကိုပေးရမယ့်ပတ်စံတွေလည်းရှိတယ်တခြားရှရှာဖုံးမိုးရမယ့်ပတ်စံတွေလည်းအများကြီးအစရင်စာအုပ်ထဲမှာရှိတယ်အခုတော့ရဲတွေကနှောင်းနဲ့သူ့လင်ငယ်ပိုင်တဲ့ကိုဖမ်းမိသွားပြီရဲတွေစစချင်းဖမ်းမိတာကပိုင်တယောက်တည်းကိုဖမ်းမိတာပိုင်ကိုဖမ်းမိတဲ့အချိန်မေးတော့ရှရှာကိုသူတယောက်တည်းတာပါလို့ပိုင်ကပြောတယ်ဒါပေမဲ့ရဲတွေကရှရှာကိုထားတဲ့ပုံကတယောက်တည်းလုံးဝမဖြစ်နိုင်ဘူးထပ်စစ်စေးပြီးစုံစမ်းတဲ့အချိန်မှာနှောင်းမှာပါနေတာကိုမိသွားခဲ့တယ်အခုတော့နှောင်းကိုပါဖမ်းလိုက်ပြီတကယ်တော့အကျွေးဆိုတာကစက်ချင်စိတ်ရှိဖို့ပဲစက်ချင်စိတ်ရှိရင်ကြေပါတယ်နော်ပြီးတော့ရှရှာတစ်တော့ပေါ်မှာလဲသူခရီးသွားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကအောင်မြင်တယ်ဒါတွေကိုလည်းမနာလိုတာပါခြင်းပါမှာပေါ့နော်ဘလို့ပဲဖြစ်နေပါစေဒီလောက်ထိတော့မလုပ်သင့်ဘူးရှရှာတော့လေတကယ်ကိုစိတ်မကောင်းပါဘူးရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းကြောင်းရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပြီးအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ